အပါရှင်ကျွန်တော်တို့ပုံမြင်တွေထဲမှာချိန်စားသင့်ပြီးကြောက်ရွံ့ဖြစ်သွားကြတဲ့မြို့တွေအကြောင်းကြားဖူးကြမှာပါဒါပေမဲ့အဲ့ဒီပုံမြင်တွေကတကယ်လက်တွေ့မှာဖြစ်ခဲ့မယ်ဆိုရင်မိတ်ဆွေယုံနိုင်မလားလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါး AD 89ခုနှစ်မှာပေါ့အီတလီနိုင်ငံကအရန်စီကားတဲ့မြို့ကြီးတစ်မြို့ကနေချင်းညချင်းမြေပုံပေါ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်ပိုထူးဆန်းတာကနှစ်ပေါင်းများစွာကြာပြီးပြန်တူးဖော်ကြည့်လိုက်တဲ့အခါမြို့သူမြို့သားတွေကထွက်ပြေးဖို့တောင်အချိန်မရလိုက်ဖဲနဲ့နေတွေထဲမှာလမ်းမတွေပေါ်မှာကြောက်ရွံ့တွေအဖြစ်အသက်မဲ့နေကြတာကိုတွေ့လိုက်ရပါတယ်။သူတို့ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ။တဘာဝဘေးအန္တရာယ်လားဒါမှမဟုတ်တခြားလျှို့ဝှက်ချက်တွေရှိနေမလား။ဒီနေ့မှာတော့တမိုင်းဝင်ပွန်ပေမြို့ကြီးရဲ့ကြေကွဲဖွယ်ရာဇလန်းလေးကိုမင်္ဂလာလန်းကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဇလန်းမစခင်အဲ့ဒီခေတ်ကပွန်ပေမြို့လေးအကြောင်းနည်းနည်းပြောပြချင်ပါတယ်။ပွန်ပေဆိုတာရောမအင်ပါယာရဲ့အချမ်းသာဆုံးအပန်းဖြေမြို့တော်ကြီးပါဒီနေ့ခေတ်လို့ပြောရရင်တော့တထေးတွေအားလည်းရမှာလာနာကြတဲ့နေရာလိုမျိုးပေါ့လမ်းမတွေပေါ်မှာစားတောက်ဆိုင်တွေပြားဆက်ရုံတွေရေချိုးကန်တွေနဲ့အရန်ကိုစီကားခင်မိနေခဲ့တယ်မြို့သူမြို့သားတွေကမိတောင်ကြီးတစ်ခုဖြစ်တဲ့ Vesuvius တောင်ချေမှာနေထိုင်ကြပြီးမြဲအဲ့ဒီတောင်ကြီးကိုဘေးအန္တရာယ်လို့မမြင်ခဲ့ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမိတောင်ကြီးငြိမ်သက်နေတာနှစ်ပေါင်းရာချီကြာခဲ့ပြီလေ။မြေစီလွာကောင်းလို့စပစ်ခင်းတွေဆိုင်ကြစီးပွားရှာကြနဲ့မနက်ဖြန်မှာကဘာပြတ်မယ်ဆိုတာဘယ်သူမှမတွေးမိခဲ့ကြပါဘူးရှင်။ဒါပေမဲ့ AD 89 August လ24ရက်နေ့မနက်ခင်းမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။နေ့လယ်တနာရီလောက်မှာရုတ်တရက်အတန်အကျယ်ကြီးတစ်ခုပေါ်လာပြီးတော့မိတောင်ထိပ်ဝါကနေမိခိုးလုံးကြီးတွေကမိုးကောင်းကင်အထိပန်းထွက်လာပါတယ်။နေအောင်ကြီးပြောက်ွယ်သွားပြီးနေကင်းကြောင်တောင်ကြီးကညှိနဲ့တကောင်လိုမောင်းမိုက်သွားခဲ့တယ်။လူတွေထင်ခဲ့တာကတော့မိတောင်ပေါင်ရင်ချော်ရည်တွေစီးဆင်းလာမယ်။အဲဒီတော့မှပြေးရင်လွတ်မယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့ Vesuvius ကတော့အဲ့လိုမဟုတ်ပါဘူး။သူက pyroclastic surge လို့ခေါ်တဲ့အစိမ်းငွေတွေပြာပူတွေနဲ့ကြောက်ခဲတွေကိုတနာရီမိုင်400နှုန်းနဲ့မှုတ်ထုတ်လိုက်တာပါ။အပူချိန်300ဒီဂရီစင်တီဂရိတ်ကျော်ရှိတဲ့ဒီအပူလှိုင်းကြီးမြို့ရဲကိုဝင်လာတဲ့အခါမှာတော့လူတွေကပြေးဖို့တောင်အချိန်မရလိုက်ပါဘူး။ရှူလိုက်တဲ့လေပူကြောင့်အဆုတ်တရားလောင်ကျွမ်းပြီးချက်ချင်းဆိုသလိုအသက်ဆုံးပါသွားခဲ့ကြတယ်။တချို့ဆိုရင်အိပ်ပျော်နေရင်တချို့ဆိုရင်ထမင်းစပွဲမှာထိုင်နေရင်းနဲ့ပဲပြာပူတွေအောက်မှာနှစ်ပေါင်းထောင်ကြီးမြုပ်နှံခံလိုက်ရပါတော့တယ်။နှစ်ပေါင်း1900လောက်ကြာမှရှေးဟောင်းသုတေသနပညာရှင်တွေကဒီမြို့ကိုပြန်ပြီးတူးဖော်ခဲ့ကြတာပါ။အဲဒီမှာထူးဆန်းတာတစ်ခုတွေ့ခဲ့ရပါတယ်။မာကျောနေတဲ့မိတောင်ပြားတွေကြားမှာလူပုံစံအခေါင်းပွားကြီးတွေဖြစ်နေခဲ့တာပါ။ပညာရှင်တွေကအဲ့ဒီအခေါင်းပွားတွေထဲကိုပလတ်စတာအရည်တွေလောင်းထည့်လိုက်တဲ့အခါမှာတော့အရန်ကိုကြေကွဲစရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့သေဆုံးခါနေတဲ့အချိန်မှာလူတွေရဲ့နောက်ဆုံးအနေအထားတွေပါပဲ။ကလေးလေးကိုရင်ခွင်ထဲထည့်ပြီးကာကွယ်ပေးထားတဲ့မိခင်တယောက်ချစ်သူကိုဖတ်ထားတဲ့ဆုံတွေကျိုးချိခံထားလို့မပြေးနိုင်ရှာပဲခွေနေရှာတဲ့ခွေးလေးတစ်ကောင်သူတို့အားလုံးကဘဘူးဆရာထုစစ်ထားတဲ့ကြောက်ရွံ့တွေမဟုတ်ပါဘူးတကယ်အသက်ရှင်ခဲ့တဲ့လူသားတွေရဲ့နောက်ဆုံးချိန်တွေကိုမှတ်တမ်းတင်ထားတဲ့ပုံစံခွက်မိုးစတွေဖြစ်ပါတယ်သူတို့ရဲ့မျက်နှာပြင်ပေါ်ကကြောက်ရွံ့မှုတွေနာကျင်မှုတွေကိုဒီကနေ့ချိန်ထိအထင်သာမြင်တွေ့နေရဆဲပါပဲရှင်ဒီကနေ့ခေတ်မှာဆိုရင်တော့ပွန်ပေမြို့ဟောင်းဟာကဘာလက်ခီးသွားတွေလာရောက်လေ့လာကြတဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်နေပါပြီဒီကြောက်ရွံ့တွေကကျမတို့ကိုတတိပေးနေတာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူသားတွေဟာတဘာဝတရားကြီးနဲ့ရှင်ရင်ဘလောက်တောင်သေးငယ်လွန်းတယ်လဲဆိုတာပါပဲမနက်ဖြန်ဆိုတာရောက်မလာခဲ့တဲ့ပွန်ပေမျိုးသူမျိုးသားတွေကိုကြည့်ပြီးကျမတို့ပိုင်ဆိုင်ထားတဲ့လက်ရှိအချိန်လေးကိုတန်ဖိုးထားတတ်ဖို့သင်ခန်းစာယူစရာပါပဲရှင်။နောက်ထပ်လည်းကမ္ဘာအဖွဲဗဟုသုတတွေကိုမင်္ဂလာလန်းကနေတက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ရှင်။ Mingala Learn. Expand your view.